နေ့ငါဝယ်ပြတာခက်တယ်ဘယ်ရောက်ကုန်တော့ဟမ်ဟာပျောက်လာပြီနဲ့ခက်တယ်နဲ့ညီဝါးစားနေသလားဟာဘယ်နဲ့တုံးဝယ်ပေးလိုက်ပျောက်လာတာကြည့်ပဲမေဘာလို့ရီးပြန် ဟဲ့ဘလို့လုပ်ပြီးတော့ရီးပြန်လာတာတော့ငိုးပြန်လာတာဟဲ့ အော်ဟုတ်တာပဲဘာလို့ငိုးပြန်လာတော့ သွေးတက်ပြီးခေါင်းနေမူပြီးပြန်လာတာဟဲ့ခေါင်းနေမူပြီးပြန်လာတာ ဘာလို့တွေးတတ်တာလဲဆမ်းမြမလို့လား ညီအေးကုံစင်းတုံးနေဒီလောက်တက်နေတာစာအုပ်ဖိုးတွေကမနေမတော့เนาะဒီစာအုပ်တွေခဲတဲ့နေဘောပင်နေဝယ်ရတာကွာရွှေဝဲနေရတဲ့အတိုင်းပဲတော့မလီဝယ်ရောင်းတဲ့သူကလည်းဝဲချင်းဝဲမွဲချင်းနေချိန်မိုးနာပဲညီချွေတာတုံးတော့ကောင်းမလေးဟုတ်ကဲ့ပါမေချွေတာသုံးပါမယ်အမေကျောင်းသားရမယ် အေးသွားဟေးသွားအမတော့ခဲတယ်ခဲပြက်ပေးတယ်အပြည့်စုံအကုန်ထည့်ပေးလိုက်တယ်နော်ပြောက်မလာခဲနဲ့နော်ညီအေးပြောက်လာရင်ဒုတ်တာကောက်ခဲတော့ဟေး哎呦我的妈အမေခါကျစားတဲ့လေယူသားလို့ရလား ဟဲ့မယူသွားနဲ့ဟမ်အိမ်မှာပဲငါချွန်ပေးမယ်ညီเจ้าယူသွားရင်နော်အေးဟိုလူကချွန်ဒီလူကချွန်ပြီးရင်ပြောက်ခဲအောင်မှာမယူသွားနဲ့ခုထားခဲ့နော်အေးဟုတ်ကဲ့ပါဟုတ်ကဲ့သမီးပြန်လာပြီမမေ ဟေးသမီးလေးပြန်လာပြီလားလာမေသမီးလေးလာကဲဒီနေ့เจ้าကဘယ်လိုတော့စင်ပြေးရလားခဲတဲ့နေခဲပြက်တွေပေးတဲ့နေအမေဝယ်ပေးလိုက်တဲ့ကုတ်အစုံရောပါရဲ့လားမိပြန်စမ်း ဟိုဟာလေးသမီးခဲချက်ပြောက်ခဲလို့ တော်ပြီနောက်ထပ်ပြီးတော့မှတစ်ချောင်းထပ်မပေးဘူးညညီရအောင်ရှာပြီးတော့မှပြန်သုံး哎呦我的妈အခါလူပါပြောက်မယ် အော်မမေခဲတဲ့မထုတ်ပေးဘူးဆိုတော့လေငါမဘုန်းနဲ့စုပြီးဝယ်ရပါတော့မလေးအမဇွိုင်းဘာကတည်းကဒုက္ခပဲဘယ်လိုပါမလဲအော်哎呦我的妈ဟဲ့နေဒီမှာမဲတူးချိန်တာပဲလက်ရည်တွေကဟဲ့တပည့်ဖေမေကျွန်းထားသလားအောင်မရတယ်哎呦我的妈ဒီနေ့ငါဝယ်ပြတာခက်တယ်ဘယ်ရောက်ကုန်တော့ဟမ်ဟာပျောက်လာပြီနဲ့ခက်တယ်နဲ့ညီဝါးစားနေသလားဟာဘယ်နဲ့တုံးဝယ်ပေးလိုက်ပျောက်လာတာကြည့်ပဲကိုပစ္စည်းကိုလည်းကမှနီးမထိမ့်သိမ့်နိုင်ဘူးလားဟာလူရာလုတ်ပေးရမှန်းတော့မသိတော့ The next day 哎呦我的妈